င်္ဂလာပါကီဖာလုံးနီးလေးမျှဝေပေးပါမယ်ရှင်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ပိတ်စာအတန်ထဆရဲ့ထမင်းစားစွန်းအရှိတစ်ချောင်းရဲ့တကြားညိုထမင်းစားစွန်း၄စွန်းနဲ့ထညက်တခဲရဲ့အဓိကကျတဲ့ကီဖာစိကီဖာဂရင်းလေးတွေရဲ့ဖန်ပလင်းအလွတ်တစ်လုံးရဲ့ဖြစ်ပါတယ်ခုလိုကော်ဖီမုတ်ပလင်းအလွတ်သို့မဟုတ်အိုဗာတင်းပလင်းတို့နဲ့ပြုလုပ်လို့ရပါတယ်ရှင်ဒါကတော့ရေတန့်1လီတာခန့်ကိုကီဖာစိမ်ဖို့အစဉ်သင့်ဖန်ရည်ဦးလေးတွေနဲ့ယူထားတာဖြစ်ပါတယ်။အကယ်၍ရေတန့်မဟုတ်လဲမိမိတို့အိမ်ကတောက်ရည်ဦးတွေကရေနဲ့ပြုလုပ်လဲရပါတယ်။ပထမဆုံးစိမ်မဲ့ပလင်းခွန်တွေကိုထမင်းစားစွန်းနဲ့ကီဖာစီလေးတွေကို2စွန်းထည့်ပါမယ်။ထညက်အညိုတစ်လုံးထည့်ပါမယ်။တကြားအညိုက4စွန်းထည့်ပါမယ်ဒီနေရာမှာတချို့ကတကြားကိုကြိုပြီးမှအေးခံပြီးထည့်တာလည်းရှိပါတယ်ကျမကတော့ဒီတိုင်းပဲထည့်ပြီးတော့စိမ်ပါတယ်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေထည့်ပြီးတဲ့အခါမှာပလင်းတွေကိုကျမတို့ရေလေးတွေဖြည့်ပါမယ်ရေဖြည့်တဲ့အခါပလင်းနဲ့အပြည့်ဖြည့်စရာမလိုပါဘူးလက်နှလုံးခန့်ခြံထားပေးပါမယ်ပြီးတဲ့အခါပိတ်စာလေးနဲ့ဖုံးပြီးတရေခွင်းလေးနဲ့စီးပေးထားလိုက်ပါမယ်ဒီနေရာမှာပလင်းအဖုံးနဲ့လုံအောင်ဖုံးတာမျိုးမလုပ်ရပါဘူးပိတ်စာလေးနဲ့ဖုံးအုပ်ပြီးတရေခွင်းလေးနဲ့စီးပြီးသွားပြီဆိုရင်တော့ကျမတို့ကီဖာစိမ်နဲ့ process လေးပြီးပါပြီဒါကတော့ရေနဲ့စိမ်နဲ့ရေကီဖာဖြစ်ပါတယ်ရှင်ကီဖာစိမ်နဲ့ပလင်းကိုလေးလုံအောင်ဖုံးပိတ်တာမျိုးမလုပ်ရတာကကီဖာဆေးနဲ့ထည့်ထားတဲ့အစာတွေဓာတ်ပြုပြီးအချိန်ပေါက်လာမှ gas ထွက်လာမှဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ကီဖာလေးတွေဓာတ်ပြုဖို့လေးရှူပေါက်ထားတာဖြစ်ပါတယ်။2ရက်လောက်အခန်းပူချိန်တိုင်းထားပြီးရဲ့နောက်မှာတော့အခုလိုတောက်သုံးလို့ရနိုင်တဲ့ကီဖာရပါပြီ။ကီဖာဆေးအဖက်လေးတွေကိုဆဲပြီးဘူးကုန်လေးတစ်ခုတည်းကိုထည့်ပြီးရေခဲတက်တာထဲမှာထည့်သိမ်းလို့ရပါတယ်။ကီဖာရီကိုတော့ရေခဲသစ်တာထဲမှာထည့်ထားပြီးထမင်းစားပြီးတိုင်းအေးအေးလေးနေစဉ်တောက်သုံးပေးနိုင်ပါတယ်ကီဖာကအစာအိမ်ကိုအကျိုးပြုတဲ့ probiotic ဖြစ်တဲ့အတွက်ဦးချမ်းမာရေးကိုကောင်းစေပြီးတော့အစာနည်းနည်းမှားတာနဲ့ဝမ်းပြတ်တဲ့သူတွေဝမ်းမမှန်ပဲဝမ်းချုပ်တဲ့သူတွေအတွက်ထူးကောင်းမှုပြီးကင်ဆာရောဂါမှအစာအခြားသောရောဂါမျိုးတို့ကိုတက်တာစေပြီးကိုယ်ခံအားကိုကောင်းစေတာဖြစ်ပါတယ်